င်းထူးများအစီအစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာရွှေ့ပြောင်းလုပ်သမားတွေအနေနဲ့ passport စာအုပ်လဲလာပြီးပြီဆိုရင်ကျွန်တော်တို့နောက်ထပ်လောက်ရမယ့်အချက်၃ချက်ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်1ဝင်မှုကြီးကြပ်ရေးနဲ့ passport စာအုပ်အဟောင်းကနေပြီးတော့အသစ်ကိုဗီဇာတုံးပြောင်းရွှေ့ရမှာဖြစ်ပါတယ်နံပါတ်2ဘူလာဗီဇာဟောင်းဒီအခွင့်အရေးအပြည့်အဝမရှိပါကလူဝင်မှုကြီးကြပ်ရေးတွင်ဗီဇာအခွင့်အရေးကိုတက်တန်တိုးထားရမှာဖြစ်ပါတယ်နံပါတ်3အလုပ်ရှာဖွေရေးစင်တာသို့ passport အသစ်အချက်လက်များကို update လုပ်ရမှာဖြစ်ပါတယ်ခင်ဗျာ passport အသစ်လဲလာပြီဆိုရင်ဥပဒေအတိုင်းမိမိတို့ရဲ့အချက်လက်တွေကိုလိုက်နာပြီးတော့တွားရောက်တိုင်ကြဖို့လည်းမမေ့ကြပါနဲ့နော်။အကန်ဆောင်လောက်ထားတဲ့အမျိုးတွေအတွက်သတင်းကောင်းပါ။တွားကုသတာနဲ့ပတ်သက်ပြီးတော့အခွင့်အရေးထပ်တိုးလာပါပြီဗျ။ပုံမှန်နေထိုင်ရဆိုရင်ပေါ့နော်ကျွန်တော်တစ်နှစ်လုံးဆိုရင်တွားလို့ဖို့အတွက်ကို900ဘတ်ပဲထုတ်လို့ရတယ်ပေါ့နော်။အရင်တော့ဆိုရင်အခုဆိုလို့ရှိရင်ပို့ပြီးတော့တိုးလာတာဘာကြီးလဲဆိုတော့နံပါတ်1တွားနှုတ်တဲ့အခါမှာပေါ့နော်တွားတစ်ချောင်းကို1500ဘတ်။နံပါတ်2ကကြတော့တွားသူစိုက်ဖို့အတွက်ကိုဆိုရင်တကူကို19500ဘတ်နံပါတ်3ကကြတော့အန်ကတ်လုတ်ခြင်းပေါ့နော်အန်ကတ်လုတ်ခြင်းတွေကကြတော့အများဆုံးငွေပမာဏ6000ဘတ်တို့ဖြစ်ပါတယ်မျိုးတို့ထက်ပါဝန်ဆောင်မှုတွေကိုစိုးရနဲ့ချိတ်ဆက်ထားတဲ့စီယုံကြီးများနဲ့တွားစီကန်းတွေမှာတွားရောက်ပြီးတော့ဥပနိုင်ပါတယ်ခင်ဗျာခံမှန်းကြီးကတော့2026တလပိုင်းနေစတင်ပြီးတော့တရားဝင်ကြီးညာပေးသွားပါမယ်ခင်ဗျာရွှေ့ပြောင်းလုပ်သမားတွေအနေနဲ့ဝါပါမဲလုပ်ဖို့အတွက်စိုးရစီယုံတွေမှာတွားရောက်ပြီးတော့စစ်ဆေးတဲ့အခါမှာပုဂ္ဂိကဈေးရုံဖြစ်စီအစိုးရဈေးရုံဖြစ်စီတရားဝင်ဝန်ဆောင်မှုပေးထားတဲ့ဈေးရုံလားမဟုတ်ဘူးလားဆိုတာကိုစစ်ဆေးဖို့လိုပါတယ်ခင်ဗျာပုဂ္ဂိကဈေးရုံမှာစစ်ဖို့အဆင်ပြေတဲ့သူတွေအတွက်တရားဝင်ခွင့်ပြုချက်ရထားတဲ့ဈေးရုံ36ရုံကိုလာပြောပြပေးပါမယ်ငွေချင်းတို့ပုံလေးကိုရိုက်ပြီးတော့သိမ်းထားလိုက်တော့ပက်ကက်အသစ်ပျော်ရွှင်မှု3စတစ်လကိုဘတ်300ပဲညံနှုံး20 Mbps ကိုမှအင်တာနက်100 GB ရတဲ့အပြင်ထိုင်းနိုင်ငံတွင်မြည်သည့်ကွန်ရက်ကိုမဆိုမိနစ်100အခမဲ့ခေါ်ဆိုခွင့်ရပြီးတော့မြန်မာပြည်ကိုလည်းမိနစ်20စာအခမဲ့ရအောင်မှာဖြစ်ပါတယ်star 933 star 1422ရှက်ကိုဖုံးခေါ်မလားဒါမှမဟုတ်တီတက်ရဲ့ true app မှာပဲစမှတ်လို့ရတယ်နော်အကောင်းဆုံးနဲ့အတန်ဆုံးတနေ့စာ package ရှာနေတာမလားဒီမှာ 2D ထက်မှာတရက်စာ package 6GB ကို25ဘတ်ပဲ star 933 star 1421ရှက်ကိုဖုံးခေါ်မလားဒါမှမဟုတ် G-Tech နဲ့ True app မှာပဲစမှတ်လို့ရတယ်နော်ခု 2D ထက်ဘန်တစ်ခုတည်းဖြစ်ပေါင်းလိုက်ပြီနော်ထိုင်းနိုင်ငံတွင် line အားအကောင်းဆုံးကွန်ရက်မြန်မာညီကိုမောင်နှမတွေအတွက်သတင်းထူးများနဲ့ဘုဒ္ဓတာတွေပေးတဲ့ 2D ထက်ကို follow ရေးလုပ်ပြီးတော့ဒီဗီဒီယိုလေးကိုလည်းများများ share ပေးဖို့မမေ့ကြနဲ့နော်